这个它。အခု Happy Land နဲ့ကိုဝင်နေပြီ Happy Land နဲ့အရင်ဈေးမကြီးတယ် Hostel လေးတစ်ခုသွားနေတညကို450ပဲပေးရတယ်ဒါတွေက ladies Happy Land Gate 3တဲ့ကိုဝင်လာတာရှိတဲ့မှာ cafe aroma မြင်ရညာဘက်ကိုကွေ့သွားတယ်ညမှာသပင်ညက်ဆိုင်တယ်သပင်ညက်ဆိုင်တစ်ဆိုင်နှစ်ဆိုင်သုံးဆိုင်ဒီသပင်ညက်ဆိုင်ရဲ့ဘေးကအပေါက်